အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီရှေ့မှာပေါ့နော်ဒီဟိုတင်ပေးလိုက်တဲ့ဟာပေါ့ဒီ WeWeb ပေါ့နော်အဲ့ WeWeb နဲ့ပတ်သက်ပြီးတော့ဒီ Paypal နဲ့ဘယ်လိုထုတ်လဲဆိုတဲ့ဟာကိုဒီကျွန်တော်ပြပြမယ်ပေါ့နော်ဒီကောင်ကတကယ်ကျွန်တော်တို့ဒီပေါ့တယောက်နဲ့တယောက်ဒီဟိုကုတ်လေးထည့်ပေးတယ်ဆိုရင်ကျွန်တော်ပို့ပြီးတော့ဒီရမြန်တယ်ပေါ့နော်သူကတနေ့ကိုဒီတပတ်ပြည့်အောင်ဒီကျွန်တော်လမ်းလျှောက်ရတာပေါ့နော်ပြီး level လိုက်တက်လာလေသူက coin တွေကတက်လာလေပေါ့နော်အဲ့ဒါလည်းဒီကျွန်တော်အကောင့်ဖွင့်ပုံလေးကိုရှိမှတင်ပေးခဲ့ပေါ့နော်အခုကကြာကျွန်တော်ဗာပြောချင်တာလဲဆိုတော့ဒီ Paypal နဲ့ဒီကောင်ကတချို့ရပြောကြရပေါ့နော်ထုတ်မရဘူးလို့ဘာလို့ဒါတကယ်ရပါတယ်ဒီမှာကျွန်တော်ထုတ်တာပေါ့နော် WeWeb ဆိုပြီးတော့အပေါ်ဆုံးမှာပေါ့နော်ရပါတယ်တကယ်ရပါတယ်ဟိုချင်းလည်းမဟုတ်ပါဘူးအဲ့တော့အဓိကဒီလိုမျိုးဆက်လေးရှင်းတော့ပိုကောင်းတာပေါ့နော်ကိုယ်လုံးထိုင်ပြီးတော့ဒါလေးကသွားနေုံပဲသူကသူဒီတပတ်ပြေဝိုင်းကိုကရက်လိုက်ုံပဲပေါ့နော်တနေ့ကိုဒီ coin 80တခါကျရင် level များလာရင်တော့နောက်ဆုံးဒီ100လောက်ထိကိုရတယ်ပေါ့နော်အဲ့တော့ဒီလောတဲ့ဒီပေးနေအင်္ဂန်းလေးပေါ့နော်လိုက်လို့ကြည့်ပါကျွန်တော်ပေးပဲထုံးလေးကိုပြပြပြမယ်နော်လိုက်ကြည့်ပေးပါနော်ဟုတ်ကဲ့ဒါကျွန်တော်ရဲ့ account လေးပေါ့နော်အဲ့ account လေးမှာကျွန်တော်ဒီ1000ပြည့်နေပြီ1000ဆိုရင်ကျွန်တော်ဒီ$10ထုတ်လို့ရပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် level က7မရှိသေးရဲ့เนาะအမြင်နဲ့အတိုင်းပဲပေါ့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဗာပေးမဲ့မတက်မှာပေါ့เนาะဒီရဲ့အထက်မှာကျွန်တော်$10ပေါ့ဒီမှာ1000ပြည့်အဲ့လေးတော့ပါဖို့လိုတယ်ပေါ့เนาะပြီးရင် Resi a money transfer တွေ့ရမှာအဲ့ကောင်လေးကိုကျွန်တော်တို့ဒီနှိပ်ပြရမယ်ပေါ့เนาะနှိပ်ပြီးရင်ကျွန်တော်တို့ဒီရွေးမှာကျင်းသေးတာပေါ့เนาะအဲ့မှာကျွန်တော်တို့ဒီ span ဆိုတဲ့ဟာလေးအနီလေးကိုကျွန်တော်လိမ်မော်အောင်လေးထပ်နှိပ်လိုက်ပြီးရင်ကျွန်တော် okay လို့ရေးပေးလိုက်ပေါ့เนาะ okay ဆိုပြီးတော့နှိပ်လိုက် okay ဆိုပြီးတော့ရေးပေးokay ဆိုရေးပြီးရင်ဒီ span ဟို1000လေးနှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်ဒီဘာနဲ့ထုတ်မှလဲ Paypal လားVino လားเนาะ Paypal နဲ့ကျွန်တော်တို့ကတော့ဒါမြန်မာလူမျိုးကသုံးတာများတော့ Paypal နဲ့ထုတ်မယ်ပေါ့เนาะကျွန်တော်တို့ဒီ Paypal ပြီးရင်ကိုယ့်ရဲ့ Paypal email ပေါ့เนาะအကြီးကရေးကြည့်ရဲအဲ့ကောင်မှန်ကောင်ထည့်ပေးပေါ့เนาะအဲ့မှာမှားဝိုင်းလဲကျွန်တော်တို့ဒါမရတတ်ပါဘူးကျွန်တော်တို့ဒါဒီမှာ Paypal email ကိုကျွန်တော်အထောက်ကိုထုတ်ပေးရထည့်ပေးရမယ်ပေါ့เนาะဒီရင် first name တို့ဒီ first name တို့ last name တို့ကတော့ကျွန်တော်ဒီကိုယ့်ရဲ့ account နာမည်ကိုပေါ့เนาะရှေ့သုံးလုံးနဲ့စနောက်သုံးလုံးထည့်တာတော့အကောင်းဆုံးပေါ့เนาะအဲ့မှာထည့်ပေးပေါ့เนาะကျွန်တော်တို့ကြော်လေးထည့်လိုက်တယ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်ဒီ order ဆိုတဲ့ဟာပြည့်စုံသွားပြီဆို order ဆိုတဲ့ဟာလေးကိုနှိပ်ပေးပေါ့เนาะအဲ့လိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီပေါ့เนาะသူဒီတေချာလားဆိုတဲ့ဟာလေးမေးသေးရပေါ့เนาะချိန်မှလားတေချာလား email ရပေါ့တေချာရပေါ့ကျွန်တော်တေချာတဲ့တေချာတဲ့ဟာကိုနှိပ်လိုက်ပေါ့เนาะနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့သူကဒီ Gmail တွေကိုသူကသွားမယ်ပေါ့နော်ကိုဖွင့်ထားတယ်ပေါ့ဒီ web ဖွင့်ထား Gmail တွေကို confirm တောင်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ open my mail ကိုဖွင့်လိုက်ဖွင့်ပြီးရင်ကျွန်တော်တို့အဲ့မှာကျွန်တော် Gmail တွေကိုရောက်သွားလိမ့်မယ်ပေါ့နော်အဲ့ Gmail တွေမှာပေါ့ကျွန်တော်တို့ဒီ web ကိုမှ confirm တောင်းနေပေါ့နော်ကျွန်တော် confirm ကျွန်တော်တို့ဒီတောင်းနေဆို confirm လုပ်လိုက်ပါလုပ်လိုက်ပါconfirm my record ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအမှားဆောင်းလိုက်ပါเนาะဆောင်းလိုက်ရင်ကျွန်တော်တို့ဘာကြားလာမလဲဆိုတော့သူဒီမှာကျွန်တော်တို့ဒီဆက်သက်ပူးဆိုပြီးတော့ပြသွားမယ်ပေါ့เนาะပြသွားပြီဆိုရင်ကျွန်တော်တို့ဒီ close ကိုနှိပ်လိုက်ပါclose နှိပ်ပါကိုယ့် account တွေကလည်းဖြတ်သွားပြီပေါ့เนาะပြောမယ်ဒါရသွားပြီပေါ့เนาะအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီထုတ်ချင်ရတော့ဒီတရက်သုံးမို့တစ်ဖက်ပေါ့เนาะအဲ့ဒီတော့ဒီမှာမိမိရဲ့ဒီ Paypal တွေကိုရောက်လိမ့်မယ်ပေါ့เนาะအဲ့တော့ကျွန်တော်ကျေးဇူးတင်ပါတယ်